ကျန်ရဲ့ဒီမှာလေတက်သားကြည့်ပြီးခေါင်းဆယ်လုံးနှစ်တီလေးရလာတယ်ကိုနှစ်တီလေးလောက်ကျွေးပါလားကွယ် ရတာပေါ့အဲ့ဆိုချစ်လို့ပြ ချစ်တယ် โอเคအဲ့ဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ကြည့်ကြမယ်ဒါဆိုရင်ချန်တို့နက်နက်တီးစားတင်ဖြော်မယ်ဒါတော့ချန်အရင်ခွဲလိုက်ပေါ့နော်အလုံးကြီးတယ်ဆိုတော့ကဲတစ်ခွက်စာပြင်မယ်နော်အနေတော့အတုံးလေးလေးလိုက်မယ်နော်ကဲဒါလောက်ဆိုရပြီဒါကိုချန်တို့ဖြော်မဲ့ဖတ်တယ်ကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ချန်ကနက်နက်တီးရဲ့အနှစ်ကိုတုံးမယ်เนาะအနှစ်ကိုချန်က50 ml တုံးမယ် juice မတုံးပေါ့เนาะဒါကအတီးအစ်စ်ကိုပဲအနှစ်လောက်ထားတဲ့ဟာပေါ့เนาะတကယ်လို့ဒီအနှစ်လောက်နီးသိချင်တဲ့သူစီရင်တော့ comment မှာရေးထားခဲ့လာပြီးတော့မှလုပ်ပြပေးမယ်เนาะရေတန်း50 ml ပြင်မယ်ဒီ3မျိုးကိုချန်ကရေခဲတစ်ခွက်နဲ့ကျိတ်လိုက်ပါเนาะရေခဲကိုက900 ml တစ်ခွက်တုံးမယ်လောက်ဆိုရပြီရေခဲထည့်မယ်ရတာဆက်ထားတဲ့နက်နက်အသီးစစ်တစ်ခွက်စာထည့်မယ်ပြီးရင်စမူတီတဲ့အသီးကြည့်လိုက်မယ်နော်လောက်ဆိုရပြီပလေးလေးထည့်လိုက်မယ်နော်နောက်ဆုံးမှာချန်ကအတီးအစ်စ်နဲ့အလှဆင်တယ်ပေါ့နော်ဒါဆိုရင်တော့စမူတီကြိတ်လိုက်တဲ့ခါကျရင်ရေခဲရောအဖက်ရောကွက်တိဖြစ်တယ်ပေါ့တစ်ခါကျရင်တအားပြစ်နေတဲ့သူတွေတစ်ခါကျရင်တအားကျဲနေတဲ့သူတွေဆိုချန်တို့ချိန်စားတဲ့နေရာမှာလိုလို့အဲ့တော့ဒီနီးလန်းလေးကိုချိန်စားနီးကွက်တိလေးကိုမျှဝေပေးလိုက်တယ်နက်နက်အတီးအစ်စ်တွေတောက်ရတာကြိုက်တဲ့သူတွေအတွက်ဒီနီးလန်းလေးကတော့အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်တကယ်လို့မှကိုကအပြင်သွေးတက်ချင်တယ်ဆိုရင်တော့နောက်ဆုံးတနေရာစာเนาะချန်ကဒီလမော်လမြိုင်မှာဖွင့်ပေးမှာဆိုတော့အေးနဲ့အထောင်းကိုတနေရာစာနောက်ဆုံးတဦးပဲလက်ခံပေးမယ်မော်လမြိုင်မှာ21 22 23ဒီ3ရက်ကိုအပြည့်တွေ့တင်ပေးမယ် message မှာအမြန်သွားမေးလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်တပတ်ထံကူကချမ်းပါ